ဒါပေမဲ့ဖျားကြောင်းကန်တွေကိုရောက်တဲ့အခါမှာအိမ်မက်ထဲကကိုဖူးနေကြကိုသွားနေကြကိုရောက်နေကြဖျားလေးမြန်ဖြစ်နေလေမလားလို့ဖျားအဆူဆူဖူးတိုင်းလေးရှာနေခဲ့ကြရတဲ့သူတွေရှိတယ်တချို့တွေကြတော့ကိုနဲ့ပထန်းဆက်ဖျားကိုရောက်သွားတယ်မထင်မှတ်ပဲရောက်သွားတယ်အဲ့ဒီဖျားကိုရောက်ခါမှာဘာငိုခြင်းမှမသိဘူးတရှုံငိုတော့တာအကြောင်းပြချက်တော့မရှိဘူးငိုလို့တော့တော်တော်ကောင်းတယ်ပြောတယ်ငိုတာဆိုရက်လို့မရတချို့ကြတော့အဲ့ဖះကိုရောက်သွားပြီဆိုတဲ့အခါမှာပျော်တာအိုးဘလို့ပျော်လို့ပျော်မှန်းမသိဘူးအဲ့ဖះကအရန်ပျော်တယ်ဆိုတော့မျိုးလေးအဲ့လိုစိတ်ခံစားမှုခုနှစ်သားသမီးပရိသတ်များရွှေစကားပရိသတ်များအားလုံးမင်္ဂလာပါရှင်ခုနှစ်သားသမီးပရိသတ်တွေအတွက်ပထန်းဆက်ဖော်မြည်မုံဆုံးတော်ဆိုတဲ့ကုသိုလ်တော်အစီအစဉ်လေးကိုတင်ဆက်ချင်ပါတယ်ရှင်ကျမတို့စီမှာဘေးရင်မေးဖို့ရောက်လာတဲ့ပရိသတ်တွေထဲမှာအမတန်အမေးများတော့မိကုန်ဖြစ်ပါတယ်အဲ့ဒီမိကုန်လေးနဲ့ဆက်ပြီးတော့ခုနှစ်သားသမီးပရိသတ်တွေကိုဒီအစီအစဉ်လေးကနေကျမမျှဝေတင်ဆက်လိုက်ပါတယ်အဲ့တော့ကျမတို့တွေဒီဘဝတန်တရားခီးရှည်ကြီးမှာဘဝတွေတဘဝပြီးတဘဝရုပ်တရားနံတရားတွေဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်နေတန်တရားခီးရှည်ကြီးကဘဝပေါင်းများစွာကြောင်မြင့်ခဲ့ကြပြီပေါ့ရှင်အဲ့လိုရှည်ကြာလှပြီဖြစ်တဲ့တန်တရားခီးရှည်တစ်လျှောက်လုံးမှာကိုနဲ့ပတ်သက်ဖူးတဲ့ပထန်းဆက်မိဟောင်းဖဟောင်းဆရာဟောင်းဘိုးဟောင်းဘွားဟောင်းခင်မဟောင်းဇနီးတဲ့ဟောင်းသားသမီးဟောင်းဆိုတဲ့ပထန်းဆက်တွေဟာလေလူတိုင်းကိုစီကိုမှမှာရှိကြပါတယ်အဲ့တော့တစ်ခါကြာရင်ကျမတို့ကြုံရတာလေးတွေကလေဖျားတဆူဆူအိမ်မက်ထဲမှာမကြာခဏမတ်တယ်အဲ့ဒီဖျားကိုအိမ်မက်ထဲမှာမတ်တယ်ဒါပေမဲ့အပြင်မှာမရောက်ဘူးအဲ့ဒီဖျားကိုအိမ်မက်ထဲမှာမကြာခဏမတ်တယ်အဲ့ဒီဖျားပရဝုံထဲမှာကိုရှောက်ပြီးတော့တညလုံးအိမ်မက်ထဲမှာရှောက်သွားတယ်ခဏနော်6လတစ်နှစ်ကြာတော့လေအဲ့နေရာကိုပြန်မတ်ပြန်ရောအဲ့ဒီလိုပဲအဲ့ဒီဖះကိုရောက်သွားတယ်ရေကန်လေးလည်းရှိတယ်တောင်ကုန်းပေါ်မှာဖះလေးအဲ့နေရာလေးကိုသူရှောက်သွားနေအိမ်မက်ကအဲ့လိုအိမ်မက်တွေကိုမကြာခဏမှတ်တယ်ဒါပေမဲ့ဖះကြောင်းကန်တွေကိုရောက်တဲ့အခါမှာအိမ်မက်ထဲကကိုဖူးနေကြကိုသွားနေကြကိုရောက်နေကြဖះလေးမြန်ဖြစ်နေလေမလားလို့ဖះအဆူဆူဖူးတိုင်းလေးရှာနေခဲ့ကြရတဲ့သူတွေရှိတယ်တချို့တွေကြတော့ကိုနဲ့ပထန်းဆက်ဖះကိုရောက်သွားတယ်မထင်မှတ်ပဲရောက်သွားတယ်အဲ့ဒီဖះကိုရောက်ခါမှာဘာငိုခြင်းမှမသိဘူးတရှုံငိုတော့တာအကြောင်းပြချက်တော့မရှိဘူးငိုလို့တော့တော်တော်ကောင်းတယ်ပြောတယ်ငိုတာဆိုရက်လို့မရတချို့ကြတော့အဲ့ဖះကိုရောက်သွားပြီဆိုတဲ့အခါမှာပျော်တာအိုးဘလို့ပျော်လို့ပျော်မှန်းမသိဘူးအဲ့ဖះကအရန်ပျော်တယ်ဆိုတော့မျိုးလေးအဲ့လိုစိတ်ခံစားမှုလေးတွေရှိတတ်ကြတယ်အဲ့တော့တချို့ပရိသတ်တွေကြတော့လေဖះတဆူဆူရောက်သွားတဲ့အခါမှာအဲ့ဒီဖះကနေမပြန်ချင်ဘူးအဲ့နေရာလေးမှာပဲဆက်ပြီးထိုင်နေချင်တယ်ပြန်မယ်ဆိုတော့စိတ်ထဲမှာဘာကြောင့်ဆက်နေချင်မှမသိဘူးဆိုတဲ့စိတ်ခံစားမှုလေးတွေလည်းဖြစ်တတ်ကြတယ်တချို့ပရိသတ်တွေကြတော့စိတ်ခံစားမှုပုံစံနဲ့မဟုတ်ဘူးတချို့ပရိသတ်တွေကြတော့အဲ့ဖះကထပြန်မယ်လောက်ကောင်မှဆိုင်ကယ်နဲ့လာတဲ့လူကဆိုင်ကယ်စနိုးမရတော့လို့ကားကြီးကဘိန်းပေါက်သွားလို့စသဖြင့်အဲ့ဒီလိုလက္ခဏာမျိုးနဲ့လဲလာတတ်တယ်ပေါ့နော်အဲ့တော့ကျမတို့ချီကိုဘေးမျိုးကိုရောက်လာတဲ့ပရိသတ်တွေထဲမှာဘလို့ပုံပုံမျိုးနဲ့ပထန်းဆက်ရှိလဲလို့ဘယ်သူတွေနဲ့ဘဝဟောင်းကဘလို့ပတ်သက်ခဲ့လဲလို့ဘယ်ဖျားတွေနဲ့ကိုယ်နဲ့ဓပနက်ရှိလဲလို့အဲ့ဒါမျိုးတွေကိုသိကျင်တဲ့ပရိသတ်လည်းတော်တော်လေးများတယ်သူတို့ရဲ့စိတ်ခံစားချက်ကပေါ့နော်ဘဝပေါင်းများစွာတန်ရာမှာကျင်လည်လာရင်းနဲ့ကိုပြုတ်ခဲ့တဲ့တာသနာဓပနက်တွေရှိတဲ့နေရာကိုမြန်သိခဲ့မယ်ဆိုရင်ယခုလူဘဝကိုရရှိတုံးကာလမှာမိမိရဲ့တဟောင်းပနက်သာသနာပြုနေနေမှာမိမိတွတ်စွမ်းတဲ့၍ပြုပြင်ခြင်းထိမ့်သိမ်းခြင်းအသစ်တဖန်မွမ်းမံခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုချင်ကြတယ်အဲ့ဒီစံနာတွေသူတို့ရှင်မှာပြည့်ရှိအဲ့ဒီအတွက်ကြောင့်မလို့ကျမတို့စီကိုရောက်လာရင်ကျမတို့ကအပမင်းသိင်္ခါရဲ့တပည့်အပမင်းသိင်္ခါရဲ့တပည့်ဆရာမတွေဖြစ်တဲ့အတွက်ကျမတို့ကအကြားမြင်နိုင်မဟုတ်ဘူးကျမတို့ဒီအပမင်းသိင်္ခါပေးတဲ့ပေးရင်ပညာဖြင့်တာဟောပါတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့အဲ့လိုမျိုးတွေပေါ့နော်
ခုနကသားသမီးပြိတ္တတွေကသိကျင်တဲ့မိခွန်းတွေလာကြတယ်အဲ့တော့အများစုသိကျင်တဲ့မိခွန်းလေးကိုကျွန်မဒီရွှေစကားအစီအစဉ်ကနေပြီးတော့ပဲကျွန်မဒါလေးကိုပြန်ပြီးတော့မျှဝေတင်ဆက်လိုက်တယ်အဲ့တော့ကိုနဲ့ပဋ္ဌာန်းဆက်ပါတဲ့တာသနာပရဝံတာသနာမြေတာသနာပြုပုဂ္ဂိုလ်တချို့တွေကြတော့လေကိုနေတဲ့နေရာရဲ့မနီးမဝေးကရုပ်ကစိုးနဲ့ပဋ္ဌာန်းဆက်ရှိတယ်တချို့ကြတော့လေအားလုံးသိကြတဲ့အခုအမတော်မြန်နဲ့နယ်တို့အမတော်ဆုံးမလှတို့နော်ဘယင်မကြီးပန်ထရာဘယင်မကြီးတို့စသဖြင့်အမမမြစိမ့်တို့ဒီလိုမျိုးပေါ့ကျမတို့အများစုခေါ်ကြတဲ့မေတော်တွေဒါမှမဟုတ်ရင်တိုင်တန်းရှင်တွေပေါ့အဲ့လိုမျိုးတွေနဲ့ပဋ္ဌာန်းဆက်ရှိတာတွေလည်းရှိတယ်တချို့ကြတော့လေဝိဇ္ဇာတွေနဲ့ပဋ္ဌာန်းဆက်ရှိတာရှိတယ်ရကန်းစနောင်ဆရာတော်ဘုရားကြီးရဲ့ပဋ္ဌာန်းဆက်တို့အဘဘိုးဘွားရဲ့သားတစ်ပည့်သမီးတစ်ပည့်တို့နော်စသဖြင့်ပေါ့နော်အဘဘုံမင်းကောင်ရဲ့အရင်ဘဝကသမီးတို့အရင်ဘဝကတစ်ပည့်တို့ဒါမျိုးတွေလည်းရှိအဲ့တော့ကိုနဲ့ပတ်သက်ဆက်တဲ့ပုံကိုယ်တွေကိုသိကျင်တယ်ဆိုရင်ကျမရဲ့9ရက်သားသမီးပြိတ္တတွေ24ရက်အတိတ်ထံဆောင်ရရပါမယ်မုတ်ချချိတ်ဆက်ပါတယ်ရှင်ကိုယ့်ဘက်ကသိချလုပ်ဖို့တော့လိုပါတယ်တေးချလုပ်မယ်ဆိုရင်အခုကျမပြောပြခဲ့တဲ့အတိတ်ထံ24ရက်အတွင်းမှာဖြစ်စေအတိတ်ထံပြည့်မြောက်ပြီးတဲ့အချိန်မှာဖြစ်စေမုတ်ချချိတ်ဆက်ပါတယ်ဘယ်လိုပုံစံမျိုးနဲ့ချိတ်ဆက်လာမလဲဆိုတာလည်းကျမပူရွေးနောက်ဆုံးမှာပြောပြတော့ပါမယ်အဲ့တော့ကျမတို့ကဒီ season လေးမှာပဋ္ဌာန်းဆက်ပုံကြီးမုံစွန်းတော့လို့ကျမကခေါင်းစဉ်လေးပေးထားတယ်အဲ့တော့9ရက်သားသမီးပြိတ္တတွေမိမိမွေးနေရလေးစရမယ်24ရက်အတိတ်ထံဝင်ရပါမယ်အဲ့ဒီ24ရက်အတိတ်ထံမှာကျန်တဲ့ကုသိုလ်ကောင်းမှုတွေကိုပုံမှန်လုပ်နေကြလို့ပါမနက်မှာတစ်ချိန်ညမှာတစ်ချိန်အခုကျမပြောမဲ့ကုသိုလ်တော်လေးကိုဆောင်ရရမယ်မနက်မှာမြတ်စွာဘုရားမှာစင်မီအလင်းတိုင်24တိုင်တောက်တော်ရည်ကျန်24ခွက်မွေးတော်လှတော်ပန်းမြည်သည့်ပန်းမစု24ပွင့်ကံပေါ်မုံ24လုံးကံပေါ်မုံဆိုတာကမုံလုံးရေးပေါ်ပြောချင်တာနော်အများသိအောင်ပြောရင်မုံလုံးရေးပေါ်24လုံးအဲ့ဒီလှူပွဲပစ္စည်းတွေကိုမနေ့လေ12နာရီမကြော်ခင်မနက်ပိုင်းဘယ်အချိန်မှပဲဖြစ်ဖြစ်လှူရပါမယ်ရုံးသမားကျောင်းသမားတွေအတွက်ကျွန်မပြောတာမနက်အာယုံလည်းလှူခဲ့လို့ရတယ်နော်အာယုံလှူခဲ့လို့လည်းရတယ်နေ့လေ12နာရီမကြော်ခင်မနက်ပိုင်းဘယ်အချိန်လှူအဲ့မနက်ပိုင်းအဲ့ဒီအဒိဋ္ဌံကိစ္စ12နာရီမကြော်ခင်ဆိုရတယ်အဲ့ဒီပဋ္ဌာန်းဒီကံပေါ်မုံ24လုံးကစွန့်ပြီးကိုလည်းပြန်စားလို့ရတယ်မိသားစုတွေလည်းကျွေးလို့ရတယ်နော်အဲ့တော့လှူပွဲပစ္စည်းတွေမှာကျွန်မပြန်ပြောပြပါမယ်အားလုံးဒီ24ခဏဖြစ်ရမယ်တောက်တော်ရည်ချမ်းပါမယ်24ခွက်စင်မီလင်းနိုင်ဘာရောင်ဖြစ်ဖြစ်ရတယ်ကြီးကြီးသေးသေးရတယ်24တိုင်းမွေးသောလှသောအစင်းရှိသောအနမ်းရှိသောပန်း24ပွင့်ကံပေါ်မုံမလုံးရေးပေါ်24လုံးအဲ့ဒီလှူပွဲပစ္စည်းတွေနဲ့မနက်ပိုင်းမှာမြတ်စွာဘုရားကိုလှူဒန်းရပါမယ်ညပိုင်းလှူဒန်းတဲ့အခါမှာလည်းအဲ့ဒီလှူပွဲပစ္စည်းတွေပဲသို့တော်လည်းပဲညနေပိုင်းဖြစ်သွားတဲ့အတွက်ကံပေါ်မုံမပါတော့ဘူးစင်မီအလင်းနိုင်ပါမယ်တောက်တော်ရည်ပါမယ်မွေးသောလှသောပန်းပါမယ်အရှိအတွက်ကတော့24အတိအကျဖြစ်ရပါမယ်အဲ့ဒါလေးတွေကိုကျမတို့ကခင်းကျင်းပြင်ဆင်ပြီးမြတ်စွာဘုရားမှာလှူဒန်းပြီဆိုရင်အရေးကြီးတာဆုတောင်းတက်ဖို့အရေးကြီးတာအဲ့တော့ဆုတောင်းတဲ့အခါမှာဘုန်းတော်ကြီးမြတ်လာစွာသောဘုန်းတော်ရှင်ဘုန်းတော်ကြီးတရားမြတ်သခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဖမြတ်စွာဘုရားကျေးဇူးတော်သူဂုဏ်တော်အနန္တတို့နဲ့ပြည့်စုံတော်မူသောကျေးဇူးတော်ရှင်အဖမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဟောကြားတော်မူခဲ့ပါသောပဋ္ဌာန်းဒေသနာဒုကြီးကိုကြည်ညိုပူဇော်သောအဖြစ်စင်မီအလင်းလိုက်24တိုင်းအစိမ်းနဲ့ပြည့်စုံသောပန်း24ပွင့်အင်းညကြည်လင်စောသောတောက်တော်ရည်ကျဲချမ်း24ခွက်ကံပေါ်မုံ24လုံးတို့ကိုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးလက်ဝဲတို့သုံးနံသောမျက်စေတနာခိုင်မာယုသေးစွာပြတ်ထမ်း၍စက်ကလှူဒန်းအပ်ပါသည်ဖေယယနေ့ယခုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးပဋ္ဌာန်းဒေသနာဒုကြီးကိုပူဇော်ကြည်ညိုသောအဖြစ်24ကဏ္ဍဖြင့်လှူဒန်းသောဤလှူပွဲပစ္စည်းများလှူဒန်းခြင်းကုသိုလ်ကိုဖယားသမီးတော်ဗာနေသမီးနာမည်ဘယ်သူဆိုတာထည့်ပြောရမယ်ဖယားသမီးတော်မဆိုတော့တောက်ကြသမီးဖယားသမီးတော်တောက်ကြသမီးဤဘဝအသင်ချေအနန္တဘဝပေါင်းများစွာတို့တွင်ပတ်သက်ဆက်နွယ်ခဲ့ဘူးကြဂုံသောပဋ္ဌာန်းဆက်တိုက်ဆက်နတ်ဆက်ဓာတ်ဆက်ကုသိုလ်ဆက်ပါရမီဆက်အစရှိသည့်ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်များအားလုံးသည်သိနိုင်မြင်နိုင်ကြားနိုင်၍ဤကုသိုလ်ကောင်းမှုများကိုညီတူထက်မြကုသိုလ်ရရှိကြပါစေအဲ့ဒီလိုလေးဆုတောင်းပြီးတော့ကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေကိုရှင်းမှန်းပြီးတော့အမျှအတန်းလေးပေးဝေမယ်ပြီးရင်မေတ္တာလေးပို့ပါမယ်ရှင်အဲ့ဒီကိစ္စလေးပြီးပြီဆိုရင်တော့ဘုရားတပည့်တော်ဤကုသိုလ်ကောင်းမှုကြောင့်ဘုရားတပည့်တော်ရဲ့ဘဝအသင်္ချေနန္ဒကပတ်သက်ဆက်နွယ်ခဲ့ပူဇာကုန်သောပဋ္ဌာန်းဆက်များကို
ပဋ္ဌာန်းဆက်များကိုမှန်မှန်ကန်ကန်တိတိကျကျချိတ်ဆက်မိရပါလို့လို့ဆုတောင်းအောင်ညပိုင်းကျရင်လည်းအဲ့ဒီပုံစံနဲ့အလားတူပဲကံပေါ်မုံလုံးရေးပေါ်24လုံးမပါတာပဲရှိတယ်ဆုတောင်းပုံလည်းအတူတူပဲလှူတာလည်းအတူတူပဲအဲ့ဒါလေးတွေကိုဆောင်ရွက်မယ်မနက်တစ်ချိန်ညတစ်ချိန်ဆောင်ရွက်မယ်ကျွန်မစောစောကပြောတယ်နော်ဆုတောင်းလေးကအရေးကြီးတယ်ဆုတောင်းတတ်ဖို့လိုတယ်အဲ့ဒီလိုမျိုးလေးဆုတောင်းပြီးတော့အဲ့ဒီဒိဋ္ဌံကာလ24ရက်လုံးမှာကိုယ့်ရဲ့စိတ်နှလုံးမှာလေဘဝအသင်အခြေနန္ဒာကကိုယ်နဲ့ပတ်သက်ဆက်နွယ်ခဲ့ပြီးပဋ္ဌာန်းဆက်တွေနဲ့သိကျင်မြင်ကျင်တွေ့ကျင်စုံစည်းကျင်တယ်သူတို့အတွက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခြင်းနဲ့ဆိုတဲ့မေတ္တာစိတ်ကလေးကိုရှင်တဲ့ကအမှန်တကယ်လူလားတောင်းတအပ်တော့မေတ္တာဓာတ်နဲ့တော့ကြိုးစုံနေရမယ်ပေါ့နော်အဲ့ဒါလေးကို24ရက်ပြုလုပ်မယ်24ရက်ပြည့်မြောက်ပြီဆိုရင်တော့တစ္ဆာဆိုမယ်ဘုရားတပည့်တော်ဒီဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှဘယ်နေ့ဘယ်ရက်မှဘယ်နေ့ဘယ်ရက်အထိ24ရက်တိုင်းမနက်လင်းတစ်ချိန်ညလင်းတစ်ချိန်ဘုရားတပည့်တော်ကြီးဘဝအသင်ချိန်နန္ဒာကပတ်သက်ဆက်နွယ်ခဲ့ပြီးတော့ပဋ္ဌာန်းဆက်များနဲ့အချိတ်ဆက်ရရန်ဟူသောရည်ရွယ်ချက်ဖြင့်ဤကောင်းမှုကိုပြုဆောင်ခဲ့ပါသည်ဤမှန်ကန်သောတစ္ဆာစကားကြောင့်ဖယားသမီးတော်ကြီးဘဝအသင်ချိန်နန္ဒာကပတ်သက်ဆက်နွယ်ခဲ့မှုကြောင့်တော့ပဋ္ဌာန်းဆက်များနဲ့ဒိဋ္ဌဓမ္မကျင်းတေချာပေါက်အချိတ်ဆက်ရပါလို့လို့ဆုတောင်း24ရက်မတိုင်ခင်ပဋ္ဌာန်းဆက်နီးရင်အဋိဋ္ဌံရက်အတွင်းမှာပဲချိတ်ဆက်မိပါတယ်ရှင်ကျင်းတေချိတ်ဆက်မိပါတယ်ချိတ်ဆက်မိမဲ့ပုံစံလေးကျွန်မနမူလာလေးပြောပြမယ်အိမ်မက်နဲ့လည်းလာနိုင်ပါတယ်အကြားနဲ့လည်းလာနိုင်ပါတယ်အကြားဆိုတာကျွန်မပြောချင်တဲ့အကြားဆိုတာအကြားဆက်အမြင်ဆက်ကိုပြောချင်တာမဟုတ်ဘူးเนาะကိုကတနေရာကိုသွားတယ်အဆက်မရှိဘဲနဲ့လူနှစ်ယောက်ကဖះအကြောင်းကိုထပြောတယ်ဘာဖះဆိုပြီးထပြောလိုက်တာကိုရောက်သွားမှအဲ့ဖះနာမည်ကိုကကျုပ်တည်းကြားလိုက်ရတာအဲ့ဒါဆိုရင်လည်းနမိတ်ကောက်တတ်မယ်အဲ့ဒီဖះဒီကိုနဲ့ပဋ္ဌာန်းဆက်ရှိတယ်နောက်ကိုအိမ်မှာအကြောင်းအရာတစ်ခုနဲ့လာလေတယ်ဘာမှဒီကိစ္စနဲ့ဆက်ဆက်မှုမရှိဘဲနဲ့ဖယားတဆူရဲ့အကြောင်းကိုစေကပတ်ကုန်းအိမ်မှာလာပြောပြနေတယ်ဆိုရင်လေကိုရှိမှာအကြောင်းနမိတ်ကိုသိရပါမယ်နော်အဲ့တော့အိမ်မက်ဖြစ်လဲလာနိုင်တယ်အကြောင်းနမိတ်ဖြစ်လဲလာနိုင်နောက်တစ်ခုကိုမစီစဉ်မဲနဲ့ပုံတော်ကြွလာတာတယောက်ယောက်ကဘယ်ဖယားဘူးကပြန်လာလို့ပါဆိုပြီးတော့လက်ဆောင်ပစ္စည်းလာပေးတဲ့အချိန်မှာကိုမရောက်ဘူးပဲနဲ့အဲ့ဒီဖယားပုံတော်အိမ်ကြွလာတာအဲ့ဒါဆိုရင်လည်းကိုယ့်ရဲ့ပဋ္ဌာန်းဆက်ဖျားလို့သိရပါမယ်เนาะအိမ်မက်အားဖြင့်လည်းသိနိုင်တယ်အကြောင်းနမိတ်အားဖြင့်လည်းသိနိုင်တယ်အိမ်ပုံတော်တွေကြွလာတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုဒီထက်မြန်ပဋ္ဌာန်းဆက်နီးရင်လေကိုမစီစဉ်တော့ခရီးသူဟာသူပေါ်လာပြီးတော့ကောက်ခါငင်ကအစီအစဉ်မရှိဘဲနဲ့ဖျားမှုတွေထသွားတာဖြစ်တတ်တယ်တယောက်ယောက်ကကိုအိမ်နိုင်ရောက်လာခေါ်တာငါတို့ဘယ်ဖျားသွားမလို့လဲဘယ်ဖျားလေးသွားမလို့နင်လိုက်ခဲ့ပါလားလို့လာခေါ်တာဆိုရင်လေအဋိဋ္ဌံကာလနဲ့အဋိဋ္ဌံအပြီးဆိုရင်တတိထားပါကိုယ့်ရဲ့ပဋ္ဌာန်းဆက်ဖျားဖြစ်ဖို့များပါတယ်နော်အဲ့လိုပုံစံမျိုးတွေနဲ့ချိတ်ဆက်လာပါလိမ့်မယ်အဲ့တော့ကျွန်မရဲ့ခေါင်းရဲ့သာသမီပရိသတ်အများစုစိတ်ဝင်စားတဲ့ဘဝပေါင်းများစွာတန်နေရမှာကိုယ်နဲ့ပဋ္ဌာန်းဆက်ပါလာကြတဲ့ဝိဇ္ဇာပုဂ္ဂိုလ်ဖြစ်ခြင်းဖြစ်မယ်နတ်ပုဂ္ဂိုလ်ဖြစ်ခြင်းဖြစ်မယ်ယောဂဇိုးဖြစ်ခြင်းဖြစ်မယ်အမတော်တွေတိုင်တန်းရှင်တွေလည်းဖြစ်ခြင်းဖြစ်မယ်သာသနာပြုပုဂ္ဂိုလ်တွေလည်းဖြစ်ခြင်းဖြစ်မယ်မိဟောင်းဖအောင်ဆရာဟောင်းတွေလည်းဖြစ်ခြင်းဖြစ်မယ်အဲ့ဒီပုဂ္ဂိုလ်တွေအချိတ်အဆက်ရဖို့အတွက်ကိုတော့24ရက်အဋိဋ္ဌံလေးကနေပြီးချိတ်ဆက်ပေးလိုက်ပါလိမ့်မယ်ရှင်အဲ့တော့ကျွန်မရဲ့ခေါင်းရဲ့သာသမီပရိသတ်များအားလုံးကိုယ်နဲ့ဘဝပေါင်းများစွာဘဝအသင်ကြီးအနန္တမှာပတ်သက်ဆက်နွယ်ခဲ့မှုကြခုံသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်များနဲ့အဆက်အသွယ်ရပြီးတော့ဒီအစီအစဉ်လေးကနေတစ်ဆင့်ပဋ္ဌာန်းဆက်များအတွက်ကောမိမိအတွက်ကောဒါနပါရမီကံများကိုရှမ်းတောက်ဖြည့်ဆည်းနိုင်တဲ့သာသနာပြုပုဂ္ဂိုလ်များဖြစ်ကြပါစေရှင်